ဝေးကန်ချက်တွေတည်ကြတယ်ကိုသွင်းဆန်းရည်လည်းရှိတယ်ကွင်းလယ်မှာလည်းနေရာဆုံးကစားနိုင်တယ်ဒါကြောင့်မို့မင်္ဂလာပါခင်ဗျာရွေးကြပြန်လဲကြိုးစုပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော် United ကိုရောက်ရှိလာတဲ့ Aston Villa ကစားသမား Yuri Tielemans အကြောင်းလေးကိုကျွန်တော်ဆွေးနွေးနေတာပဲဖြစ်ပါတယ် Yuri Tielemans ကကျွန်တော် United ကိုမထင်မှတ်ဘဲဘုံဆိုပြီးရောက်ရှိလာတယ်ယူရိုအနေနဲ့41တန်းစာချုပ်ဖြတ်သိမ်းခြင်းအနေနဲ့ပေါင်အနေနဲ့တော့35တန်းနဲ့ရောက်လာတယ်ဘယ်လိုဖြစ်ပါကျွန်တော်တို့ဒီ Yuri Tielemans ဟာ United ကဒီဟာဒီတက်တရမြောက်ခေါ်ယူတဲ့ကစားသမားပေါ့လေရှိမှကြတော့စန်တိုရှိမယ်ကိုသမားဒါလို့ရှိမယ်နောက်ဒီတက်တရမြောက်အနေနဲ့ကတော့ဒီတိုင်း Yuri Tielemans ပေါ့လေကြားထဲမှာအီဒါဆင်ကတော့ဟိုစစ်တာမကြိုက်လို့ပျက်စီးသွားခဲ့တယ်ပေါ့လေလိုပဲဖြစ်ပါကျွန်တော်ကဒီကစားသမားကိုမထင်မှတ်ပဲရောက်လာတယ်ဆိုပေမဲ့တို့ကြိုက်တဲ့ကစားသမားပါဘာလို့ဆိုတော့သူကပရီးမီးယားလိအတွေ့အကြုံကလည်းရှိပြီးသားဒီကွင်းလယ်မှာလည်းနေရာဆုံးနဲ့ကစားနိုင်တယ်တော်တော်လေးကောင်းတဲ့ကစားသမားလို့လည်းပြောရမယ်ဒီကစားသမားကိုပေါင်35တန်းနဲ့စာရိတ်ပဲသိန်းကြီးနဲ့ရတယ်မထင်မှတ်ပဲရလိုက်တယ်ပေါ့ဗျာလိုပဲကျွန်တော်ကတော့သူ့ကိုစန်တိုထက်တော့ပိုကြိုက်တယ်စန်တိုဟာတိုးတက်လာနိုင်တယ်အသက်ငယ်တယ်မှန်ပေမဲ့ဒီကစားသမားဟာချက်ချင်းသုံးလို့ရတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကပိုကြိုက်တာပေါ့လေတို့မှာချက်ချင်းသုံးရတဲ့ကစားသမားလိုနေရပေါ့လေဒါပေမဲ့သူ့ကိုခေါ်ပြီးတော့ဒီနှစ်ယောက်လောက်နဲ့ရသေးသေးဖြေလို့တော့မရဘူးပေါ့ဗျာဒီတောင်းတောင်းပြီးသုံးနိုင်မဲ့ဝင်လက်ကစားသမားစီကြီးကြီးတွေကတရက်လောက်တော့လိုမယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်သူကလည်းနေရာစုံမှာသုံးလို့ရတဲ့အတွက်ကြောင့်မလို့စကွက်ပလီတွေကတယောက်အနေနဲ့ကတော့တော်တော်ကောင်းတဲ့ကစားသမားပါအက်စတွန်ဗီလာမှာလည်းတော်တော်ကောင်းပါတယ်ဒါပေမဲ့အက်စတွန်ဗီလာမှာရာသီတင်းကနေမှတရားလေးရသွားတော့ရှိတယ်ခုချိန်မှာလည်းဘလက်ဂျီယန်ရဲ့နောက်ဆုံးပွဲမှာတွေးပူလို့ရင်းနဲ့တရားရထားတယ်လို့သိရပါတယ်သူကလည်းအခုနဲ့ကမ္ဘာဖလားမှာလည်းအကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ်ခြေစွမ်းပြနိုင်ခဲ့တယ်ဘာဖြစ်ပါကျွန်တော်တို့ United ကိုရောက်ရှိလာပြီးသူကက်စမဲရိုရဲ့ဂျွန်နံပါတ်18ကိုလည်းဝတ်ဆင်ကစားမယ်လို့ကျွန်တော်တို့ကသိရှိရပါတယ်သူ့အနေနဲ့အားနည်းချက်တစ်ခုလို့ပြောရမယ်ဆိုရင်ကျွန်တော်စိတ်ထဲမှာဘာမြင်လဲဆိုတော့အသက်နည်းနည်းကြီးတယ်ရက်ကလေးနည်းနည်းလေးပုတယ်လို့ထင်တာပေါ့လေဒါပဲရှိတယ်ဒါပေမဲ့သူ့ရဲ့ physical တွေဘာတွေကတော့ကောင်းပါတယ်ခန္ဓာကိုယ် body တွေဘာတွေကတော့တောက်မယ်မဲ့ရက်ကလေးကိုနည်းနည်းလေးပုရလို့ထင်တယ်ကက်စမဲလေးလို့တော့ခေါင်းတိုက်ဂိုးတွေဘာတွေမမြင်အောင်ဆိုပေမဲ့သူ့ရဲ့အဝေးကန်ချက်တွေတခြားဂိုးသွင်းဆန်းရည်တွေတော့တော်တော်ကောင်းတယ်လို့ပြောရမယ်တော်တော်လေးပပနဲ့သွင်းနိုင်တယ်တိတိကျကျကန်နိုင်တဲ့ကစားသမားမျိုးတွေမှာပါတယ်ဒါပေမဲ့တို့အန်ကယ်ကက်စမဲလိုတော့ခေါင်းတိုက်တွေပါညာရတော့ကက်စမဲလိုတော့မကောင်းဘူးလို့ကျွန်တော်ကြည်ဘူးတဲ့ပွဲတွေသိရပေါ့လေပရီးမီးယားလိမှာကစားနေတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်သူပွဲတွေတော့ဘယ်လိုပဲဖြစ်ဖြစ်ကြည်ဘူးတာပဲလေအဝေးကန်ချက်တွေတည်ကြတယ်ကိုသွင်းဆန်းရည်လည်းရှိတယ်ကွင်းလယ်မှာလည်းနေရာဆုံးကစားနိုင်တယ်ဒါကြောင့်မလို့ဘယ်လိုပဲဖြစ်ဖြစ်ဒီ Yuri Tielemans လေးရလိုက်တာကတော့35တန်းပေါင်35တန်းနဲ့ရလိုက်တာကတော့ကျွန်တော်တို့အတွက်တကယ်ကိုအဆင်ပြေတဲ့အပြောင်းလဲတစ်ခုဖြစ်မယ်လို့ယုံကြည်ပါတယ်ဒါပေမဲ့နောက်ထပ်ကစားသမားတွေတောင်းတောင်းမြင်ကစားသမားတယောက်လောက်တော့မက်တဖန်နာကစားသမားတယောက်တော့လိုသေးတယ်သူကရောက်လာနောက်တစ်ရက်ရောက်လာခဲ့မယ်ဆိုရင်တော့ဒီဟာတွေကျွန်တော်တို့ရဲ့အပြောင်းအလဲတော်တော်လေးကို perfect ဖြစ်သွားပြီလို့ပြောနိုင်ပါတယ်ဒါတော့ဘယ်လိုထင်ကြလဲဒီ Yuri Tielemans ရောက်လာတာကိုသဘောကျကြရဲ့လားကျွန်တော် United မှာခြေစမ်းပြနိုင်မယ်ထင်လားချက်လာပြောခဲ့ကြပါဦးနောက်တစ်ပြန်တွေ့ရမယ်တော့ဝင်ခွင့်ရဖြစ်ပါတယ်ကျွန်တော်ကြမ်းပါသေး